ကဲဒီနေ့ဗာလေးပြချင်လဲဆိုတော့အခုလာရခီးသွားရရသည်ဖြစ်တယ်ဆိုတော့ခီးသွားကြရမှာနော်ခီးသွားတာတော့ကောင်းတယ်ငယ်တဲ့ချိန်မှာသွားကျမ်းမာတဲ့ချိန်သွားတက်ကြီးမှာတို့ပတ်စံရှာနိုင်မှာရဲဆိုတော့မဟုတ်ပါဘူးနော်ခီးသွားဖို့ခီးစဉ်တစ်ခုသွားဖို့ရဲ့တုံးလောက်တဲ့ပမာဏလောက်ရရတယ်ဆိုရင်ပေါ့နော်ဖောများများမဟုတ်တာလားကွာခီးစဉ်တစ်ခုသွားနိုင်တဲ့အနေထားလောက်စားဖို့တောက်ဖို့နဲ့တဲဖို့နေဖို့ခီးစဉ်မှာတုံးလောက်တဲ့ပတ်စံရှိရင်သွားတင်တယ်လို့ကြံပေးခြင်းတယ်ကျမ်းမာတော့သွားတာနော်ခေကောင်းတယ်ခေလေးနည်းနည်းဟိုဖြစ်လာတယ်ဆိုရင်သွားတင်တဲ့နေရာမျိုးဆိုရင်တော့သွားပါခီးသွားမယ်ဆိုရင်အဓိကဘာတွေလိုအပ်လဲဆိုရင်တော့ပတ်စံပေါ့နော်ပတ်စံလိုရတယ်နောက်ပြီးတော့ကိုမရောက်ဘူးတဲ့နေရာဆိုကောင်းတာပေါ့နော်ရောက်ဘူးတဲ့နေရာလဲသွားချင်လဲသွားလို့ရပါနော်မရောက်ဘူးတဲ့နေရာနိုင်ငံတကာတော့ဗမာပြည်လာလဲနေတဲ့အချိန်မှာကိုရီတီလဲအနည်းဆုံးကိုယ့်နိုင်ငံရဲ့ရှုခင်းတွေနော်နေရာတွေဘူးတုတာရောပျော်ရွှင်မှုတက်ကောနော်ဒေသန္တရဘူးတုပါနော်ဘူးတုတာတော့ကျမ်းမာရေးနဲ့ဟိုအပေါင်းအသင်းဆက်ဆံရေးပေါ့နော်လူတွေနဲ့သူသွားလာလှုပ်ရှားတဲ့ဟာမျိုးတွေကိုသွားတင်ပါတယ်ကဲပြောချင်တာကတော့ပတ်စံရှိအောင်တစ်ခုနဲ့လုံလောက်ပါဆိုတော့မလုံလောက်ပါဘူးเนาะကျမ်းမိုက်ကောင်းအောင်မယ်အဓိကကိုခီးသွားမယ်ဆိုရင်အဓိကပတ်စံလုံလောက်မှုရှိရမယ်ကျမ်းမိုက်ကောင်းအောင်မယ်နောက်ပြီးကိုသွားမဲ့နေရာရဲ့ဟိုဒေတာနဲ့ပတ်သက်ပြီးကိုနဲ့တဟဇာတာဖြစ်မယ်ဖြစ်တော့ကြည့်ပေါ့เนาะကိုကအရန်အပူမခံနိုင်ဘူးဆိုရင်နွေရတီမျိုးကိုခီးမထွက်ပါနဲ့เนาะနောက်တစ်ခုကဟိုမိုးတွေအရန်ရွာတဲ့ຢာတီတွေဆိုရင်လည်းကိုတောင်မော်ဒေတာဘာညာဆိုရင်ကိုသွားနေမကြဘူးဥမာ trekking အတွက်မှဘာညာဆိုရင်လည်းမိုးရင်းဆိုအဆင်မပြေနိုင်ဘူးเนาะဥမာအင်းလေးဘာညာဆိုလည်းမိုးရင်းဆိုရေကြီးတာတို့ဘာတို့ပေါ့เนาะအဲ့လိုဖြစ်တဲ့ဟာမျိုးဆိုတော့နည်းနည်းဟိုဖြစ်တယ်ပေါ့เนาะလေရင်စီးမဲဘာညာဆိုရင်လည်းကိုကဟိုရာသီဥတုပေါ်လည်းမူတည်ပြီးခီးထွက်တာလဲရွေးချယ်မှုတစ်ခုပေါ့เนาะကိုကခီးထွက်မှဆိုရာသီဥတုနဲ့ရောကိုတဟားဇာတာဖြစ်မဲ့ဟာမျိုးပေါ့နော်ကိုကအရန်အေးမခံနိုင်ဘူးဆိုရင်ဥမာစောင်းထဲမှာခီးထွက်မယ်ဆိုအေးမယ်ပေါ့နော်တောင်ပေါ်ဒေသတွေဆိုရင်အေးမဲ့ဒေသတွေသွားမယ်ဆိုကိုခံနိုင်ရှိမရှိပေါ့နော်အဲ့ဒါတော့ရှိမယ်ဘာလို့ရန်ကုန်မှာနေတဲ့လူတို့ဘာလို့ဆိုရင်ဒီတောင်ပေါ်ဒေသရဲ့အေးတဲ့ဆိုရင်သိတယ်တိုင်းပဲเนาะအေးတယ်အဲ့ဆိုရင်ကိုလုံးလုံးချုံချုံနွေးနွေးထွတ်ထွတ်ဖြစ်မဲ့ထူးထူးထဲထဲဖြစ်မဲ့ဟာမျိုးကိုယူသွားတင်ပါတယ်ကဲခီးသွားရင်ဘာတွေလိုအပ်လဲဘာတွေဆောင်တင်လဲဘယ်လိုသွားတင်လဲဆိုတာမျိုးကိုဗီဒီယိုလေးနဲ့တင်ပေးပါမယ်အဲ့ဒါကိုကဆက်ပြီးကြည့်ရှင်လဲဆိုရင် follow လေးလုပ်ပြီးတော့ comment မှာလေးရေးခဲ့ပေးပါနောက်သူများတွေကိုလည်းသိစေချင်တော့ share ပေးပါနော်ဘူးတုတလည်းဖြစ်မယ်လို့ညွှန်လင့်ပါတယ်နော်ကဲဒီအပိုင်းတွေကတော့အဆက်ဆက်နဲ့တင်ပေးပါမယ်နော်ဝင်ကြည့်ပါဟိုဘူးတုတရမယ်အကျိုးရှိမယ်လို့ညွှန်လင့်ပါတယ်ကျေးဇူးတင်ပါတယ်